ရွေချန်ကအေးဆက်ဆက်ရေမောလိုက်ပြီးမင်းမဟုတ်ရင်တခြားဘသူရှိအောင်ပါလေမင်းရင်းကိုမနာလို့ဖြစ်ပြီးသူ့ကိုအပြစ်ပုံချဖို့နီလန်းမောင်းဆောင်ရှာနေတာပဲလို့ပြောကရှေ့ကိုတလန်းတိုးပြီးကျမရဲ့ဆောင်ကိုဆွဲလန်လိုက်တယ်အခုချက်ချင်းရင်းကိုတောင်းပန်စမ်းအေးဆက်လာတဲ့လေပြင်းတစ်ချက်ကကျမရဲ့ပူလောင်နေတဲ့ခန္ဓာကိုယ်ကိုရိုက်ခတ်သွားတာမို့ကျမပြင်းပြင်းထန်ထန်ချောင်းဆိုးမိတော့တယ်ပါဇက်ထဲမှာချိုအီတန်ကြီးနဲ့တမျိုးတက်လာပေမဲ့အတင်းမျိုးချလိုက်ကခေါင်းမော်ပြီးသူ့ကိုလူသေးတယောက်ကိုကြည့်တယ်လို့ကြည့်လိုက်တယ်ဟယ်ရီချန်မင်းစိတ်ကျမ်းမာရေးတစ်ခုခုချို့ယွင်းနေတာလားသူကြောင်သွားတယ်ခုနှစ်နှစ်တာအိမ်အောင်ရေးတက်တန်းတစ်လျှောက်သူ့ကိုဒီလိုအတန်မျိုးနဲ့တစ်ခါမှမပြောခဲ့ဘူးပါဘူးကျမဟာအမြဲတမ်းနူးညံ့မိတယ်လို့တီးခံပြီးလိုက်ရောပေးခဲ့သူဖြစ်တယ်မင်းကိုဆဲနေတာလားလို့သူကအန်ကျိတ်ကပြောလိုက်ပြီးသူ့မျက်ဝန်းတွေထဲမှာမယုံကြည်နိုင်မှုတွေပြည့်နေတယ်မင်းကိုလူနုံလို့ပြောနေတာနောက်တစ်ခါတခိုးကလူပြန်ဟစ်တဲ့ဒီလိုပြစံမျိုးကပြချင်ငါ့ကိုလာမနှောက်ရှက်နဲ့တော့ကျမထထိုင်ပြီးစောင်းကိုတေးသေးချာချာပြန်ပြင်ကြုံလိုက်တယ်ယွန်းဖို့ကောင်းလိုက်တာဟယ်ရီချန်ကလက်သီးကိုတင်းတင်းဆုပ်လိုက်တာမို့လက်စစ်တွေစီကကြောက်ခန်းနေအတန်ပင်မြည်သွားတယ်ကောင်းပြီမင်းကဒီလောက်တောင်မာနာကြီးနေမှာတော့ဒီမှာပဲတယောက်ထဲနေခဲ့ပြီတော့ဒီလိုပုံစံမျိုးနဲ့ဘလောက်အထိတောင်းခံနိုင်မလဲကြည့်ရသေးတာပေါ့သူကရင်းရဲ့လက်ကိုဆွဲကလှည့်ထွက်သွားတယ်ရင်းကတော့မကြေမနက်နဲ့ရှိုက်ကြီးတင်ငင်ငုံနေစေဖြစ်တယ်အကိုမကြီးကညီမကိုတကယ်မုန်းနေတာပဲသူ့ကိုဂူးမဆိုင်နဲ့သူကအတိတ်ပဲမရှိချစ်တိုက်နေတာပဲခြေတံတွေဝေးကွာသွားတာနဲ့လေချောင်းထဲမှာခါတက်တက်နဲ့ချိုရီရတာကိုခန်းစားလိုက်ရလို့အတင်းမျိုးချလိုက်တယ်စနစ်ရဲ့နောက်ဆုံးချိန်ရေးတွက်ဖို့ဘလောက်ကြံသေးလဲအသက်ရှင်ဖို့နိုင်ပေါင်း60ကျန်ပါသေးတယ်ညံလိုက်တာထားလိုက်ပါတော့မိုးချုပ်တော့ဟယ်ရီချန်နဲ့ရင်းတို့ပြန်ရောက်လာကြတယ်ကျမကိုလုံးဝဂယုမဆိုင်ပဲအေးမဆိုင်တယ်လို့မျိုးချင်းစကားပြောနေကြတယ်ဈေးရုံခန်းထဲက TV ကိုဖွင့်ထားပြီးအတန်ကိုတော့အတော်လေးတိုးထားတယ်မျက်နှာပြင်ပေါ်မှာအရေးပေါ်သတင်းတစ်ပုဒ်ထုတ်လွှင့်နေတယ်အေးအုပ်စုရဲ့စမတ်မောင်းနေမှုစနစ်မှာလုံခြုံရေးဟာကွက်တစ်ခုရှိနေခဲ့တယ်ယနေ့အစောပိုင်းကထိုစနစ်တက်ဆင်ထားတဲ့မော်တော်ကားအချို့ဟာအဝေးပြေးလမ်းပေါ်မှာရုတ်တရက်ထိန်းချုပ်မှုလွတ်သွားခဲ့တယ်ယခုအချိန်ထိအချင်းချင်းပို့တိုက်မိတဲ့မတော်တဆမှုများစွာရှိခဲ့ကြောင်းသတင်းရရှိပေမဲ့ထိခိုက်ဒဏ်ရာရသူမရှိပါဘူးကျမခေါင်းအုံပေါ်မိချလိုက်ပြီးနှုတ်ခမ်းတောင်းကသွေးစာတွေကိုတုပ်ဖို့လက်ကိုမြှောက်လိုက်တယ်ကျမရဲ့အမြင်အာရုံကစတင်ပြီးဝေဝါးကနှစ်ထပ်မြင်နေရပြီဖြစ်တယ်ခန္ဓာကိုယ်ရဲ့မီမတာဖြစ်မှုကလည်းတစားထက်တစားပြင်းထန်လာတယ်ဟယ်ရီချန်ကဆေးရုံခံသတင်းပေါက်နားမှာရက်ပြီးဖုန်းထဲကိုဒေါသတကြီးအော်ဟစ်နေတယ်အများပြည်သူဆက်ဆံရေးဌာနကဘာလုပ်နေတာလဲဒီရေပန်းစားနေတဲ့သတင်းကိုချက်ချင်းဖြတ်ပစ်စမ်းအဆန်ဘလောက်ကုန်ဂယုမဆိုင်ဘူးအဖြစ်ဖို့ဆရာလူတယောက်ရှာလိုက်အပြင်ကကန်ထရိုက်ယူထားတဲ့အဖွဲရဲ့အမားလို့ပြောလိုက်သူကစိတ်ပြက်လက်ပြက်နဲ့လက်သီးကိုကြစ်ဆုပ်ကဆိုဖာပေါ်ကိုပြင်းပြင်းထန်ထန်ထုချလိုက်တဲ့ရင်းကတော့ဆိုဖာထောင်လေးမှာကုတ်ကုတ်လေးထိုင်ကလက်ချောင်းလေးတွေကိုလိမ့်ရှက်ရင်းမျက်နှာမှာအပြစ်ကင်းစင်ဟန်ဆောင်ထားတယ်အကိုစိတ်မကောင်းပါဘူးညီမကအဲ့ဒီစနစ်ရဲ့အောက်ခြေရုပ်တိဗေဒကပြင်းစရာကောင်းတယ်ထင်လို့ကန့်သက်ချက်ချို့ကိုသဘောရိုးနဲ့ပြောင်းလိုက်တာပါသူတို့ကိုအံ့ဩသွားအောင်လုပ်မလို့ပါမတော်တဆမှုဖြစ်မယ်လို့ဘသူကထင်မှလဲလို့နှက်ခမ်းလေးစုကအပြစ်ရှိစိတ်လုံးဝမရှိတဲ့အတန်နဲ့ပြောလိုက်တယ်ဟယ်ရီချန်ကတပြင်းအရှိကြီးချလိုက်ပြီးနားကိုတိုးသွားကသူမရဲ့သပင်ကိုအตาရာပုတ်တက်ပေးလိုက်တယ်ဘာမှမဖြစ်ဘူးအကိုဖြေရှင်းပေးမယ်နောက်တစ်ခါဒီလောက်အထိစိုးမနေနဲ့တော့အဲ့ဒီမီဒီယာတွေကကိစ္စသေးသေးလေးကိုအကြီးကြီးရှောက်လို့ရတာဝါသနာပါကြတာပုတ်တိုက်မိုံလေးတင်ကိုပတ်စံနေနေပေးရင်ပြီးသွားမှာပဲသူတို့ဒီလောက်ပေါ့ပေါ့တန်တန်ပြောနေတာကိုကြားရတော့ကျမဝမ်းပိုက်ထဲကမအီမတာဖြစ်လာတယ်လူအများစုရဲ့လုံခြုံရေးကိစ္စကိုသူစိုးနှဲမှုနဲ့ပတ်စံနေနေလေးလို့သတ်မှတ်နေတာပါလားကလီစာတွေပျက်စီးယိုယွင်းလာမှုကြောင့်ဖြစ်ပေါ်လာတဲ့ဦးလောင်နဲ့ဝေဒနာကိုအောက်အီးတီခံရင်ကောင်းအောင်အောက်မှာဝတ်ထားတဲ့လက်တော့ကီးဘုတ်ကိုထုတ်လိုက်တယ်လက်ချောင်းတို့ရဲ့ထိတွေ့မှုကကျမကိုအနှဲငယ်သတိပြန်ဝင်လာစေတယ်ကိုရာကိုအမြန်ဖွင့်ပြီးတင်းစီထားတဲ့မှတ်တမ်းများကိုစီစဉ်လိုက်တယ်ဟယ်ရီချန်ကရင်းကိုကာကွယ်ဖို့အတွက်ခြေရလက်ရအားလုံးကိုတေချာပေါက်ဖြတ်ပစ်လိုက်မယ်ထို့ကြောင့်ကျမရဲ့နောက်ဆုံးချိန်လေးမှာသူမရဲ့တက်တေအထောက်ထားအားလုံးကိုစုစည်းရမယ်မျက်နှာပြင်ပေါ်ကတိုးတက်မှုပြပါကဖြည်းဖြည်းချင်းရွေ့ရနေတယ်ကျမရဲ့အမြင်အာရုံကပိုပြီးဝေဝါးလာတာမို့လက်ချောင်းတို့ရဲ့မှတ်ဉာဏ်နဲ့သာဆက်လက်လှုပ်ဆောင်နေရတယ်ဟယ်ရီချန်ကခေါင်းလဲကြည့်လိုက်ရာကျမလက်ထဲကကွန်ပျူတာကိုမြင်သွားပြီးခြေလမ်းကျဲကြီးတွေနဲ့ရှောက်လာကကျမရဲ့မျက်နှာပြင်ကိုဘုံကနေနေအောင်ပိတ်ချလိုက်တယ်မင်းပါတွေထက်ကြံစီနေပြန်ပြီလေကုမ္ပဏီမှာဒီလောက်အရေးကြီးတဲ့ကိစ္စဖြစ်နေတာကိုမင်းကကွန်ပျူတာပေါ်မှာကစားဖို့စိတ်ကူးရှိသေးတယ်ပေါ့ချီယန်ရှင်းမင်းမှာနှလုံးသားကောရှိရဲ့လားကျမခေါင်းမော်ပြီးသူ့ရဲ့ဒေါသထွက်နေတဲ့မျက်နှာကိုကြည့်လိုက်တယ်နှလုံးသားရှိသလားဟုတ်လားဟယ်ရီချန်တခြားလူတွေရဲ့လုံခြုံရေးကိုဘေးပြုတဲ့လူကိုမင်းကထက်ခါတလဲလဲဖုံးကွယ်ပေးနေတာမင်းကိုယ်တိုင်ကောနှလုံးသားရှိလို့လားသူမျက်နှာအယောင်အသွေးပြောင်းသွားပြီးမျက်ဝန်းတွေကလည်းချက်ချင်းပြောင်းလဲသွားတယ်မင်းမာရီလျှောက်ပြောနေတာလဲရင်းကကလေးပဲရှိသေးတာသူဘာတိမှလဲမင်းအိမ်မှာပဲအကြာကြီးနေရလို့ဒီလိုကိစ္စတွေကိုဘယ်လိုကင်တွယ်ရမလဲသိတယ်လို့မထင်လိုက်နဲ့ရင်းကလည်းအနားကိုတိုးလာပြီးဟယ်ရီချန်ရဲ့လက်မောင်းကိုဆွဲလိုက်တယ်မရီကညီမကိုမျက်စိစပါးမွေးစုနေတာလားညီမကိုတိုင်ကျင်လို့လားဒါပေမဲ့မကြီးမှာတက်တေမရှိဘူးမလားလို့ပြောကကျမကိုမျက်စိတစ်ဖက်မိတ်ပြလိုက်တယ်သူမရဲ့ပြုံးမှာရန်ဆောက်မှုတွေပြည့်နေနေတယ်အကိုကညီမရဲ့လှုပ်ဆောင်ချက်မှတ်တမ်းတွေအကုန်လုံးကိုဖျက်ခိုင်းပြီးမကြီးသွားတိုင်ရင်တောင်ဘသူကမှယုံမှာမဟုတ်ဘူးဟုတ်တယ်မလားသူမရဲ့ဥပဒေထက်မှရှိနေတယ်လို့အမှုအရာကိုကြည့်ပြီးကျမကွန်ပျူတာကိုပြန်ဖွင့်လိုက်တယ်လက်ချောင်းလေးတွေနဲ့ enter ခလုတ်ကိုအตาရနှိပ်လိုက်ရာလျှို့ဝှက်ကုတ်ပါတဲ့ဖိုင်ကျုံတစ်ခုထွက်ပေါ်လာတယ်